အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့လိုက်ကချစ်တဲ့ချစ်သူလေးတွေကိုလိုက်ကကြော်ညာလေးဝင်มาဖြစ်တယ်နော်ဒါလေးကတော့ဖျားကန်းအတွက်ဇာပါလေးပေါ့နော်ချီထိုးလေးမိတ်ဆက်ပေးပါမယ်ချီထိုးလေးပါချီထိုးပွင့်လေးဖျားကန်းတွေအတွက်ရမ်းလှပါတယ်တန့်နေတာပဲဒါ customer တယောက်က order မှာသွားတာပါချုပ်ပေးရမှာဖြစ်တယ်နောက်တစ်ခုလည်း mix up ပေးပါအောင်မယ်နောက်တစ်ခုကတော့ तू ကဖျားကန်းနေနဲ့လည်း light ဖတ်တယ် तू ကညောင်ရွက်အသားလေးတအားကိုလှပနေမှုကြီးပါဒီပိတ်စလေးတွေကိုကြိုက်တယ်ဆိုလို့ရှိရင်ချစ်ကာကာတို့အိမ်နေဖျားကနေတက်မယ်ဆိုရင် Pleasant 7ခန်းစီလိုက်ကဆိုင်ကိုဆက်သွယ်လိုက်ပါအောက်မှာဖုန်းနံပါတ်လေးတွေချထားပါမယ်ရှင်ကျေးဇူးပါ